နေ့စဉ်စိတ်ဝင်စားဖွယ်ရာဘောလုံးသတင်းအစီအစဉ်များကိုတင်ဆက်ပေးနေတဲ့ Pitch Talk အစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဘောလုံးလောကမှာဘယ်ချေဆွမ်းတဲ့ပြည်သက်ကိုဖန်ဆားနိုင်ခဲ့တဲ့ကစားသမားတွေအများကြီးရှိခဲ့ပြီးပါတယ်။ဒါပေမဲ့အာရှအကောင်လုံးကစားသမားဆို Asian Footballer of the Year စီးရင်တွင်းခံရတဲ့ဒီဂုဏ်ပြောင်းခဲ့တဲ့ကစားသမားကတော့တယောက်တည်းရှိပါတယ်။ဟုတ်ပါတယ်။သူကတော့ရုံလွန်တဲ့ကစားသမားမြန်မာအသင်းရဲ့ကန်တဝင်ကြည်လင်းပဲဖြစ်ပါတယ်။ကြည်လင်းကြောင်းပြောရမယ်ဆိုရင် Durant သူ့ရဲ့တောင်ပန်တိုက်စစ်အမြန်လုံးနဲ့ဒီတွင်းကိုတွေကိုပဲပြေးမြင်ကြလိမ့်မယ်ဗျာ။ဒါပေမဲ့လူသိနေတဲ့အချက်တွေရှိပါတယ်။2012-2013ကာလတော့ကြည်လင်းရဲ့ခြေစမ်းအာရှထိပ်တန်းအဆင့်ကိုရောက်ခဲ့ရဆိုတာပါ။များတို့မှတ်မိကြအောင်မလားဗျာ။2013ခုနှစ်တော့အာရှဘောလုံးဖွဲ့ချုပ် AFC ကနေချီးမြှင့်တဲ့တနစ်တာအကောင်းဆုံးကစားသမားဆိုပထမအဆင့်စကားတင်စီးရင်မှာတရုတ်အသင်းကောင်းဆောင်ဇန်စီတို့လိုကစားသမားတွေနဲ့အပြိုင်ကြည်လင်းကပါဝင်ခဲ့မှုပါတယ်။ဒါဟာမြန်မာကစားသမားတယောက်အနေနဲ့အဲ့ဒီခေတ်ကမြုံနိုင်စရာမှတ်တမ်းတစ်ခုပါ။ဒါပေမဲ့ကကြမ္မာမျက်နှာတာမပေးခဲ့ပါဘူး။သူ့ရဲ့ကစားသမားဘဝအထူးထိပ်ရောက်နေချိန်မှာပြင်းထန်တဲ့ဒူးထန်ရာတွေကသူ့ကိုသားဆီးခဲ့ပါတယ်တကယ်လို့ဒါကြည်လင်းတာဒဏ်ရာတွေများခဲ့ဘူးဆိုရင်မြန်မာအသင်းရဲ့ရလဒ်တွေဒီထက်အများကြီးပြောင်းလဲသွားနိုင်ပါတယ်။ဒါပေမဲ့သူကလဲကျတော့ရင်ပြန်ထလာခဲ့တဲ့ညာဘက်တောင်မှာသူဘောလုံးဆွဲပြေးလိုက်တိုင်းပြည်သက်တွေထိုင်ကောင်ကနေထကြရတဲ့အထိခံစားချက်မျိုးအခုချိန်ထိလွမ်းနေကြတော့မှာပဲ။ကြည်လင်းကအချိန်ကကျွန်တော်တို့မြန်မာဘောလုံးသမားရဲ့မေးမရနိုင်တဲ့မျက်လဲဆရာတယောက်ပါ။ညီကိုတို့ကြည်လင်းရဲ့ဘယ်တွင်းကိုအမှတ်မိဆုံးလဲကောင်းမှမှာဝင်ရောက်ဆွေးနွေးကြပါဦးဗျာ။နောက်ဗီဒီယိုကတော့ကျွန်တော်တို့အဲ့ဒီအခက်ခါတော့သူနဲ့သူထုံးတောက်အောင်မြင်ခဲ့တဲ့ဂိုးတွင်းဆက်ကြီးတူရဲ့အကြောင်းကျွန်တော်ပတ်တူလေးလုပ်ပေးပါမယ်နော်